လက်ခမီကန်ကသူ့ဇနီးကိုအယံချစ်တာသူ့ဇနီးတစ်ခုခုအစင်မပြေဘူးလို့ထင်တာနဲ့အဲ့ဒီပြဿနာကိုဖြေရှင်းပေးတယ်ဥပမာစူပီရီယာချက်သွန်လီဟင်မျက်ရည်ကျနေရကိုမြင်တော့သူမကြည့်ရဘူးအဲ့ဒါနဲ့သူကပုတ်ခတ်တီးရဲ့အယုတ်ကလေးကိုမွမ်းမမ်းပြီးဓာတ်တက်လိုက်တော့ချက်သွန်တွေကသူ့ဘာသာသူအလို့အရောက်လီးပြီးသားဖြစ်သွားတယ်စပီကစတန်ကထိုင်လို့အစင်မပြေဘူးလေအရှိကနေထိုင်လိုက်တော့စူပီရီယာကိုလက်ခမီကန်ရဲ့ခြေတော်ကထက်ခါထိနေတယ်ဒီအကြောင်းကိုလက်ခမီကန်တတိထားပြီးတော့သူကစပီပေါ်မှာကိုကလားထိုင်တလုံးစောက်ပေးလိုက်တယ်လက်ခမီကန်ကသူ့ဇနီးရဲ့အသေးအမွှားဆုံးကိစ္စလေးတွေကအစားအကုန်ကျူးဆိုင်ပေးတယ်ရက်ခါပန်တန်နေ့မှာလက်ခမီကန်ရဲ့ညီအမတွေကယာခီလာချီကြတယ်စူပီရီယာသူတို့ကိုထမင်းခူးပေးနေတော့အဲ့ဒီအချိန်မှာပဲသူ့ကိုဘာဖြစ်မှမသိဘူးရုတ်တရက်အဲ့ဒီခဏီပြေးပြီးတခြားအခန်းထဲဝင်ပါတယ်သူ့နောက်ကနေလက်ခမီကန်ရဲ့ညီအမ6ယောက်ကပါလိုက်သွားကြတယ်လက်ခမီကန်ကဘာဖြစ်တာလဲလို့မေးတယ်အိမ်ကမိန်းမတွေဘယ်သွားမှသူ့ကိုတကယ်ပြဿနာကဘာလဲဆိုတာအမှားတိုင်းမပြောပြဘူးအဲ့ဒီကြမှာလက်ခမီကန်ရဲ့ညီမလာပြီးထမင်းယူကသူ့ချက်အခန်းထဲဝင်သွားတယ်ခဏကြာတော့လက်ခမီကန်အဲ့ဒီအခန်းထဲဝင်သွားတယ်စူပီရီယာကသူ့ကိုရှင်ကျမနဲ့ဝေးနေဝလို့ပြောတယ်လက်ခမီကန်ကဘာလို့လဲဘာထစ်တာလဲလို့မေးတယ်စူပီရီယာကရှင်နားလဲပေးပါကျမယာဒီလာနီလို့ပြောတယ်လက်ခမီကန်ကကောင်းပြီဒါပေမဲ့မင်းအထဲဝင်လိုက်ဒီမှာမထိုင်မနဲ့လို့ပြောတယ်ဒါပေမဲ့စူပီရီယာကဒါကထုံးတန်းစင်လာပဲလေလို့ပြောတယ်